ဒီနေ့ခေတ်မှာလူငယ်တချို့ဟာဖုန်းထဲကကဘာထဲမှာပဲနေကြတယ်။အပြင်လောကကိုမမြင်တော့သလိုဖြစ်နေကြတယ်။တနေ့လုံးအဲ့ဒီ screen လေးကိုပဲကြည့်နေကြတယ်။အတွေးကဘာထဲမှာဆိုရင်အရာအလုံးလှပနေတယ်။ပျော်ရွှင်မှုတွေ like story games တွေအဲ့ဒီအရာတွေကသူတို့ကိုဆွဲခေါ်နေတယ်။ဒါပေမဲ့အဲ့ဒီအချိန်မှာပဲအချိန်တွေကဖြည်းဖြည်းနဲ့ပျောက်သွားနေတယ်။မတိမတာနဲ့လက်လွတ်သွားတယ်။တနေ့ပြီးတနေ့အချိန်တွေဟာပြန်မရနိုင်တဲ့အရာတွေဖြစ်လာတယ်။ဒါပေမဲ့သူတို့မသိကြဘူး။အခြားသူတွေကတော့အပြင်လောကမှာလေ့လာနေကြတယ်၊ပျော်ရွှင်နေကြတယ်။ဘဝကိုအသုံးချနေကြတယ်။သူတို့ကမိတ်ဆွေတွေဖန်တီးနေကြတယ်။အသစ်တွေသင်ယူနေကြတယ်။ဘဝကိုတဖြည်းဖြည်းတည်ဆောက်နေကြတယ်။ဒါပေမဲ့ဖုန်းထဲမှာပဲနေတဲ့သူကတော့တယောက်တည်းဖြစ်နေတယ်။အပြင်လောကနဲ့ဝေးကွာနေတယ်။တစ်နေ့လုံး scroll လုပ်နေတယ်။မပြီးဆုံးနိုင်တဲ့ခက်ထတွေထဲမှာအချိန်တွေကိုသုံးနေတယ်။သူ့ရဲ့အိမ်မက်တွေသူလှုပ်ချင်ခဲ့တဲ့အရာတွေဖြည်းဖြည်းနဲ့မမြင်တော့ဘူးအိမ်မက်တွေကအဝေးသွားတယ်သူ့ဘဝကတော့တနေရာထဲမှာပဲရက်နေတယ်မတိုးတက်ဘူးတနေ့မှာတော့သူ့ဘဝထဲကိုတယောက်ကဝင်လာတယ်အပြင်ကိုခေါ်လိုက်တယ်အဲ့ဒီအချိန်မှာသူပထမဆုံးဖုန်းထဲကနေမျက်လုံးတင်လိုက်တယ်အပြင်လောကကိုကြည့်လိုက်တယ်အပြင်မှာရှိတဲ့အလင်းရောင်တွေလူတွေမိတ်ဆွေတွေအဲ့ဓာတွေကိုသူမြင်လိုက်တယ်အဲ့ဒီအချိန်မှာပဲသူနားလည်လာတယ်သူဘာတွေလွဲချော်ခဲ့လဲဆိုတာအတွေးကဘာကလှတယ်ဒါပေမဲ့အဲ့ဒါဟာအမှန်မဟုတ်ဘူးတကယ်ဘဝမဟုတ်ဘူးအချိန်ဆိုတာပြန်မရနိုင်တဲ့အရာတစ်ခုပါအတုံးချရင်ပဲအတိတ်ပဲရှိတယ်အတွေးကဘာထဲမှာမနေနဲ့ဘဝအစ်စ်ကိုအတုံးချပါမင်းချိန်တွေကိုတန်ဖိုးထားပါ